ဖြစ်လာမှာပါတောင်းဆိုကြမှာပါဘာဖြစ်လို့လဲဆိုရင်လူတိုင်းက liberty ကြိုက်ကြတယ်လေပြည်နယ်တစ်ခုအောက်မှာလဲ autonomous district ဆိုတာဖွဲ့လို့ရှိတယ် district တီဟာ autonomous သဘောမျိုးအများကြီးပါမှာပဲအဲ့တော့ autonomous ကတော့ရှိပြီးသားအနေနဲ့ပဲဖွဲ့ရမယ်လို့လဲကျွန်တော်တို့ယူဆပြီးသားဖြစ်တယ်နော် autonomous ဆိုတာနဲ့ပြည်နယ်အောက်ကနေလွတ်ထွက်တယ်ဆိုတာမျိုးတော့မဟုတ်ပါဘူးသူတို့ရဲ့ဒေတာအတွင်းဖြိုးရေးဟလာသူတို့ရဲ့မြို့တော်စီမံကိန်းဘာတွေအားလုံးကသူတို့ဟာသူတို့လုပ်နိုင်တဲ့အဆင့်အတန်းမျိုးဥပမာမီဇိုရမ်မှာလည်းအဲ့ဒီမှာရီယာချင်လုံဟီလ်ကိုသူတို့က autonomous district သူတို့တောင်းနေကြတယ်သူတို့တောင်းဆိုတဲ့အချက်ကိုတေချာလေ့လာမယ် analyze လုပ်မယ်ဆိုရင်တော့ development ကြောင့်ဖြစ်နေတယ်အဲ့ဒါကြောင့်ချင်လုံဟီလ် development council ဆိုပြီးမှဖွဲ့ပေးလိုက်တယ် autonomous district မဟုတ်ပဲနဲ့အခုထိတော့သူတို့အတန်တိတ်သွားပါပြီအဲ့လိုအတင်းတောင်းဆိုတာမျိုးမကြားရတော့ဘူးအဲ့တော့သူတို့ခရိုင်လေးနော်သူတို့မြို့နယ်လေးမဖြုံဖြိုးပြီးမှနောက်ကျကြံမှာကြောက်တဲ့စိုးရိမ်မှုအကြောက်တရားကရှိတယ်အဲ့ဒါမျိုးမရှိဘူးဆိုရင်တော့လူတွေကဟလာငင်းငင်းချမ်းချမ်းနဲ့လုံလုံခြုံခြုံနဲ့နေနိုင်တဲ့အနေအထားမှာရှိပြီဆိုရင်လူတွေကတော့ငင်းငင်းချမ်းချမ်းပဲနေသွားကြမှာပဲဥပမာပေါ့ဘုရားကျောင်းသွားမယ်ဟလာအလူဒါနလေးပေးမယ်ကုသိုလ်လေးပြုမယ်ဆိုရင်လူကတော့ကျင့်နေကြတာပဲအများအပြားပေါ့နော်အဲ့ဒါမျိုးမရတဲ့ခါကျရင်တော့လူတွေကမကျင့်တဲ့အတန်တွေထွက်လာခဲ့တယ်အဲ့တော့ autonomous district တောင်းဆိုတယ်ဆိုတာဘာကြောင့်တောင်းဆိုတယ်လဲတေးချလေ့လာပြီးမှဟလာပေးတဲ့လည်းပေးရမှာပေါ့ဒါတော့ခွဲထွက်သွားမှာမဟုတ်တာအဲ့ဒါမျိုးပေါ့နော်သူတို့အခွင့်အရေးပဲလေအာတာချက်ဆိုတာလူတွေဟာသူတို့နေထိုင်တဲ့ဒေတာကိုချစ်မြတ်နိုးပြီးမှလွတ်လပ်နဲ့ကိုလောက်တာအကိုလိုချင်တဲ့ပုံစံမျိုးကိုသူတို့ကဖန်တီးချင်ကြတယ်အဲ့ဒီအခွင့်အရေးရရင်တော့ဟလာ development ကတော့ပါလာတာပါပဲဘယ်သူမှဆိုကိုယ်အိမ်နဲ့ကိုယ်တဲတွေကိုဆွတ်ပြက်ကြီးမထားခြင်းဘူးလေခစ်မီလေးအစင်မြင့်လေးနဲ့ကိုယ့်ရက်ရွာကိုယ့်အိမ်ကိုမိသားစုထားကျင်ကြတာပဲအဲ့တော့တိုးတက်ကြောင်းကိုရှာကြံနေကြတာပဲဖိနှိပ်မခံရဘူးဆိုရင်တော့တိုးတက်ပါတယ်လွတ်လပ်မှုကတိုးတက်မှုရဲ့အခြေခံပဲအမတ်တရဆန်ကိုယ်တိုင်မှရေးထားပါတယ်နော်လွတ်လပ်ရင်ဖြင့်ဖြိုးပါတယ်တဲ့မလွတ်လပ်လို့တော့မဖြင့်ဖြိုးတာတဲ့အတိုင်းပြည်တွေက